ကဲတိုရာဘရန်เนี่ยခွန်သုံးတန်း absent လေးတစ်စီးကိုအယောင်းတင်ပေးလိုက်မယ်ကာလာဆေးပါရန်ကုန်လိုင်းစဉ်ခွန်စားခွန်ဆုံးလေးနဲ့ရမယ်ခင်ဗျာမော်ဒယ်ကတော့2001မော်ဒယ်လေးပါ engine power 2.4 နဲ့ရမယ်တာယာတွေအားပြည့်မယ်နော်ကားလေးကိုဘက်ကရိုက်ပြပေးမယ်ခင်ဗျာနော်နောက်ဖုံးလေးတစ်ချက်လှက်ပြပေးမယ်ဒီမှာလည်းလက်ကျွတ်တရားဘာညာမပါဘူးနော်လက်ကိနဲ့အိတ်လောက်တော့ကာမှာခင်ဗျာနော်ကာလာဆေးပါလေးပါအယောင်ပြက်လည်းမဟုတ်ဘူးခင်ဗျာနော်2010 model လေး why အလဲကအကျယ်ကြီးပဲဗျာနော်တူတုံးလက်သားစုပ်ကလေးစုပ်ပေးထားတယ်ဒီမှာလက်တင်လေးပါမယ်လက်တင်ကိုတင်လိုက်ရင်တော့ဒါ3ယောက်လောက်အေးဆေးထိုင်လို့ရမယ်နောက်မှတော့ခလေးလောက်တော့ထိုင်လို့ရမယ်နော်နောက်မှခလေးလောက်တော့ထိုင်လို့ရမယ်ခင်ဗျအဲ round air con ဖြစ်သွားတဲ့အတွက်လူကြိုက်များသွားနော်ဒီကားလေးတွေကဘောင်းကျုံးကွက်ကလေးတွေနဲ့ခင်ဗျကဒါတော့အရှိကန်းလေးနော်14ပါးလေးတစ်ချက်နှုတ်ပြပေးမယ်ခင်ဗျနော်14နှုတ်ပြပေးပါမယ်ဟန်ကီယာလေးပါခင်ဗျကီလိုကတော့2,500,000နဲ့နော်ကျွန်တော်ရှိမှာတော့ရှော့ထားခြင်းပါခြင်းမရှိဘူးခင်ဗျာနော်ဘက်ကန်တွေပါလေရမယ်ခင်ဗျာနော်မြင်းကွေတွေအစပါအောင်မယ်နော်ဘက်ကန်တွေမြင်းကွေတွေအစပါမယ်အဲကွန်က digital ဖြစ်သွားမယ်ခင်ဗျာနော်အဲကွန် digital လေးနဲ့ရပါမယ်ခင်ဗျာမှန်ကျိုးမှန်ကောက်တွေပါသွားမယ်ခင်ဗျာနော်ရမူကီလေးပါခင်ဗျာယူဇပိုင်းလေး share ကောင်းမယ်ခင်ဗျာနော်ဟုတ်ကဲ့ဒါလေးကတော့ကျွန်တော် engine ကန်းလေးတစ်ချက်လှက်ပြပေးတာပဲဖြစ်မယ်ခင်ဗျာနော်ရှော့ပေါင်းလေးတွေပါလေးလှနေရမယ် 1CO color ကုတ်နဲ့ထွက်ထားတယ်ခင်ဗျာနော် 2.4 ပါဟုတ်ကဲ့အတွင်းပြင်ရိုက်ပြပေးပြီဆိုတော့ဈေးတန်းလေးရတော့ကောင်980မှာ8သိန်း1001 2.4 i grade ကလေးရပါမယ်ရန်ကုန်လိုင်းစဉ်လေးပါကားလေးနဲ့ပတ်သက်ပြီးအသေးစိတ်သိကျင်တယ်ဆိုရင်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်0988 033938ကိုဆက်သွယ်မေးမြန်းနိုင်တယ်လို့399339395139ကိုလည်းဒါဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျကိုယ်တိုင်ကိုကြလာရောက်ကြည့်ရှုကျင်တယ်ဆိုရင်တော့ကျွန်တော်တို့ဆိုင်တီနီယာစီအရှိတကုံမင်းရဲကျော်သော1 way လမ်းမှာကြီးရှေ့ရက်ကွက်ကြောက်မှတ်တာအနီးဆိုကြီးကားရှိုးလုံးမှာကြည့်ရမယ်ခင်ဗျနောက်ရက်ကိုတော့ကျွန်တော်တို့ရာသားတွေလမ်းမကြီးပေါ်ကိုပြောင်းလဲဖွင့်လိုက်မယ်ခင်ဗျနော်လိုင်းစဉ်လေးက2029 10လပိုင်းနဲ့နော်အင်းစိန်ရုံးမှာဟုတ်ကဲ့အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျ